အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတာပြဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ကျွန်တော်ကချစ်သူအမြန်ရစေမဲ့ဂါရအစဉ်လေးများပေးမှာဖြစ်ပါတယ်ကွန်မန့်နဲ့တောင်းတမိသားရေးမိတ်ဆွေညီငယ်များအတွက်အများပေးခြင်းဖြစ်ပါတယ်ဗျာဒီဂါရအစဉ်လေးကဘယ်လိုလုပ်လို့ရလဲဆိုတော့သူလည်းကျွန်တော်တွေပိုင်ရှင်မရှိသေးဘူးကိုလည်းပိုင်ရှင်မရှိသေးဘူးဆိုရင်လုပ်လို့ရပါပြီအဲ့တော့သူ့မှာလည်းပိုင်ရှင်ရှိပြီးသားကိုမှလည်းပိုင်ရှင်ရှိပါဆိုလို့ရှိရင်တော့လုပ်လို့မရပါဘူးအဲ့တော့ဒီဂါရကိုအသုံးချမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ကျွန်တော်သစ္စာရှိဖို့အတွက်ကျွန်တော်အဓိကပြောချင်ပါတယ်ကျွန်တော်တွေရိုးသားရမယ်တကယ်မေတ္တာမှန်နဲ့ချစ်ခင်နှစ်သက်ရမယ်ဒါဆိုရင်ဆွမ်းပြမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တွေပထမအဆုံးပေါ့နော်သူ့ရဲ့ဓာတ်ပုံလိုမယ်သူ့ရဲ့ဓာတ်ပုံမရှိရင်တော့သူ့ရဲ့ Facebook မှာရှာလိုက်ပါဗျအဲ့တော့သူ့ရဲ့ Facebook မှာမရှိရင်တော့သူ့ရဲ့ TikTok ကိုဝင်ကြည့်လိုက်ပါပုံတွေရောဗီဒီယိုတွေရောအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ဓာတ်ပုံသို့မဟုတ်သူ့ရဲ့ဗီဒီယိုကြည့်ပြီးတော့အဲ့တော့ဒီခါတော့ရွတ်မှာဖြစ်ပါတယ်ခါရသုံးဖို့ရှိပါတယ်ဒီခါကတော်တော်ဆွမ်းပါတယ်ဗျ9ရက်ပဲရွတ်မှာဖြစ်ပါတယ်9ရက်အတွင်းမှာကိုကျွန်တော်တို့ပြန်ပြီးတော့ပြန်လဲပြီးကြည့်ပြန်လဲပြီးသဘောကျလာမယ်ပြန်လဲပြီးချစ်ခင်နှစ်သက်လာမယ်ကျွန်တော်တို့စိတ်ထဲမှာသူ့ရှိနေတဲ့အကြောင်းလေးကိုသူသိသွားတဲ့သဘောမျိုးပေါ့နော်သူအသိပြီးတဲ့သဘောပေါ့ဒါဆိုလို့ရှိရင်လူတွေ3-4ယောက်လောက်ရွေးစားရှိရင်တော့မှကျွန်တော်တို့ပထမဆုံးဦးစားပေးရွေးချင်မှာဖြစ်ပါတယ်ဟုတ်ပြီအဲဆိုရင်ကျွန်တော်ပထမဆုံးရွတ်မဲ့ခါရလွယ်ပါတယ်သူ့ရဲ့တပုံသုံးမဟုတ်သူ့ရဲ့ကျွန်တော်တွေဗီဒီယိုကြည့်ယူပြီးရပါတယ်တချို့လည်းဓပုံလည်းမရှိဘူးဗျပုံလည်းမရှိဘူးဆိုလို့ရှိရင်လည်းကိစ္စမရှိပါဘူးသူ့ရဲ့မျက်နှာလေးကိုယ့်ရဲ့စိတ်ထဲမှာထင်းလင်းလေးအာယုံဖော်ပြီးဒီခါတော့ရွတ်လေရပါတယ်ရွတ်မဲ့ခါရတော့အုံကုံမာရေကုံမာရာဇဝတ္တပတိသိနေအာဂဆန္တုအုံကုံမာရေကုံမာရာဇဝတ္တပတိသိနေအာဂဆန္တုအုံကုံမာရေကုံမာရာဇဝတ္တပတိသိနေအာဂဆန္တုဆိုပြီးတော့ကျွန်တော်တို့ကတရားလေးကိုကျွန်တော်တို့တွေ39ခေါက်ပေါ့နော်39ခေါက်ရွတ်ဖတ်မှာဖြစ်ပါတယ်သူ့ရုပ်ပတ်ပြီးတာနဲ့နောက်ထပ်ခါတာတစ်ပုဒ်ပါတော့ကျွန်တော်တို့ဒီဒါကတော့ပထမခါတာပေါ့နော်နောက်ထပ်ခါတာ2ပုဒ်ရှိပါသေးတယ်နောက်ထပ်ခါတာ2ပုဒ်ကတော့အနောက်တိုင်းခါတာပဲဖြစ်ပါတယ်သူလည်းတူပါပဲသူ့ရဲ့ဓာတ်ပုံသို့မဟုတ်သူ့ရဲ့ဗီဒီယိုသို့မဟုတ်သူ့ရဲ့မျက်နှာလေးကိုရှင်းလင်းစွာစိတ်ထဲမှာအာရုံဖော်ပြီးဒီခါတာကိုကျွန်တော်တို့တွေရွတ်ပေးရမှာဖြစ်ပါတယ်သူကတော့အခောက်ရည်နည်းနည်းများပါတယ်သူကတော့9မိနစ်တိရွတ်မှာဖြစ်ပါတယ်ဗျသူကတော့9မိနစ်တိရွတ်မှာဖြစ်ပါတယ်နော်သူကတော့9မိနစ်တိပြအောင်ရွတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေ9မိနစ်တွင်းမှာပဲကျွန်တော်တွေ9မိနစ်တွင်းဆိုတော့အခောက်200တော့ကြော်လောက်တယ်နော်သူအခောက်200တော့ရွတ်မှာဆိုတော့လေတိကျရွတ်ချင်တော့အခောက်210ရွတ်ပြမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတို့ကတော့9မိနစ်တိထိုင်ရွတ်လိုက်တာအဆင်ပြေတယ်လို့ပြောပါတယ်ဒါကြောင့်မလို့မိတ်ဆွေများလည်းအခောက်ရွတ်တဲ့တိကျရွတ်ချင်အခောက်210ရဲ့220ရွတ်ချင်ရွတ်ဒါမှမဟုတ်လည်း9မိနစ်တိထိုင်ရွတ်မှာဖြစ်ပါတယ်အဲ့ဒါသူ့ရဲ့ဓာတ်ပုံရှိသူ့ဓာတ်ပုံကြည့်ပြီးရွတ်မယ်ဖုန်းနဲ့ပုံကြည့်ပြီးရွတ်လဲရတယ်ဖုန်းနဲ့ပုံရှိရင်တော့အပြင်မှာသွားထုတ်လိုက်ပါ900-1000ပဲရှိပါလေအဲ့ဒါထုတ်ပြီးသူ့ရဲ့ဓာတ်ပုံလေးကြည့်ရွတ်ရင်တော့ပိုစွမ်းပါတယ်အဲ့တော့ဘာဖြစ်ပါဓာတ်ပုံမရှိလဲကိစ္စမရှိပါဘူးသူ့ရဲ့မျက်နှာလေးကိုစိတ်ထဲမှာအာယုံဖော်ပြီးဒီခါတော့ကျွန်တော်လည်း9မိနစ်တိရွတ်ပြမှာဖြစ်ပါတယ်ဗျအဲ့တော့ရွတ်မဲ့ခါတော့Samsustine ကျွန်တော်တွေ SU ကျွန်တော်တို့ဒီသူ့ရဲ့ဒီတခါတည်းအတန်ထွက်မဲ့ဆိုရင်တော့ SAN ပေါ့နော် SU su TAIN NAY Samsustine နေပေါ့နော်ကျွန်တော်စုမှာ S တန်လေးပါတယ်နော်ကျွန်တော်စုမှာ S တန်လေးပါတယ်ဒါကြောင့်မို့ Samsustine ဒါလေးကိုကျွန်တော်9မိနစ်တိရွတ်မယ်9မိနစ်တိရွတ်ပြီးတော့ကျွန်တော်တွေနောက်ထပ်9မိနစ်ထိုက်ရွတ်မှာတော့သူလည်းတူပဲပေါ့နော်သူလည်းအခောက်210ပြည့်အောင်ရွတ်မှာဖြစ်ပါတယ်ဒီကလေးကတော့ခဏလေးတွင်းမှာပြီးပါတယ်ဗျာနော်ကျွန်တော်တို့9မိနစ်မြင့်ချင်တဲ့အခောက်210ရွတ်လို့ရပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ခုရွတ်မဲ့ခါတာတော့ကျွန်တော်တွေအမိုဖလန်မာSamsustine အမိုဖလန်မာအဲ့ဒါလေးကိုတခါတည်းဗျိုင်းလူရွတ်လဲရတယ်တစ်ခုပြီးမှတစ်ခုရွတ်လဲရပါတယ်အဲ့တော့ကျွန်တော်ခုပြောမယ့်ခါတာ3ပုဒ်ကိုမိတ်ဆွေများလုပ်ကြည့်ပါလက်တွေ့ပဲအစွမ်းထပ်ပါတယ်9ရက်အတွင်းမှာအဆင်ပြေပါတယ်9ရက်တိရုပ်ဘက်ပွားများဖို့တော့လိုပါတယ်ဗျအဲ့တော့9ရက်တိမနက်တစ်ချိန်ညနေတစ်ချိန်ပေါ့နော်9ရက်တိမနက်တစ်ချိန်ညနေတစ်ချိန်ပေါ့နော်ဒီဟာလေးရုပ်ဘက်ပွားများပြရမှာဖြစ်ပါတယ်တကယ်လို့ကိုကသူ့ကိုတစ်ခုပေါ့နော် present နဲ့မှပြီးတော့မယ်လက်ဆောင်တစ်ခုပြီးတော့မယ်
ဆိုလို့ရှိရင်လည်းဒီကာရာ3ပုကိုဒီကာရာ3ပုကိုကျွန်တော်39ခေါက်စီရုပ်ပတ်ပွားများပြီးတော့ IPC ကိုပေးမယ်ဆိုရင်တော့ကျွန်တော်တေချာပေါက် IPC နဲ့အတူတူကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေကျွန်တော်ရဲ့စိတ်ဆွမ်းအားတွေကျွန်တော်တို့ရဲ့သူ့ဘောထားရှိတဲ့မေတ္တာတွေကအဲ့ထဲကိုရောက်သွားပြီးတော့သူလက်ကိုပြင်တဲ့သဘောအကျစေပါတယ်ဗျကဲဒါလို့ဆိုအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကဲကျွန်တော်မိတ်ဆွေညီငယ်တွေတောင်းတတဲ့မိတ်ဆွေအားလုံးအဆင်ပြေမယ်ထင်ပါတယ်ဗျကဲချစ်သူကြီးစားတွေမရရှိသေးတဲ့ညီငယ်တွေအဲ့တော့ဘုံဘာမှစိတ်မပူပါနဲ့ကျွန်တော်ရှိပါတယ်ကျွန်တော်ကဒီဟာလေးကိုမိတ်ဆွေများကိုအဆင်ပြေအောင်ဒီခါလေးနဲ့အကူအညီပေးလိုက်ခြင်းဖြစ်ပါတယ်ဒီခါကတကယ်ဆိုလို့ရှိရင်ကျွန်တော်လည်းပေါ့နော်ဒီခါလေးကိုတွေ့ချင်းမှအရန်ပျော်သွားပါတယ်ကျွန်တော်မိတ်ဆွေညီငယ်တွေတောင်းထားတာနဲ့အဆင်ပြေတယ်ကွက်တိပဲကျွန်တော်မိတ်ဆွေများဒီ3-5ယောက်ကိုကျွန်တော်စမ်းသက်ခိုင်းပြီးပါပြီတော်တော်အဆင်ပြေတာကိုလည်းတွားတွေ့ရတယ်ဒီဟာကကျွန်တော်တို့ချစ်သူကြီးစားမရရှိသေးတဲ့လူတွေရောဇုံတွဲတွေပါလုပ်လို့ရပါတယ်ဇုံတွဲတွေသမီးစားတွေအိမ်တော်ဘက်လေးလည်းအသုံးပြုလို့ရတယ်เนาะဘာကြောင့်လဲဆိုတော့သူ့ရဲ့စိတ်တဲ့အုံနောက်ထဲမှာကိုတယောက်ခေကိုပဲမြင်နေတွေ့နေကြားနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ကျွန်တော်တွေကိုယ့်ရဲ့ကောင်းလင်ကိုယ့်ကောင်းမလေးကိုစိတ်မချလို့ရှိရင်ဒီကားတာကိုရွတ်လို့ရပါတယ်ကိုယ့်ကိုပဲတခြားတယောက်စိတ်မယိုင်တော့ဘူးပေါ့ဗျာနော်တရားလေးကိုရွတ်ထားခြင်းအဖြစ်ကျွန်တော်ဇုံတွေသမီးစားဆိုတော့ပို့ဆင်ပြတာပေါ့သူ့ရဲ့ဓာတ်ပုံတွေကကျွန်တော်ဖုန်းထဲမှာပလူပြန်အောင်ရှိနေတာလေအဲ့တော့ဒါဆိုရင်ပို့လို့အဆင်ပြေတာပေါ့ဗျာကဲအားလုံးပဲအခြေအဆင်ပြေကြပါစေတာယာဖြတ်မှုကြပါစေပျော်ရွှင်ကြပါစေဗျအဆင်ပြေတာများကိုလည်းမေးခဲ့လို့ရပါတယ်အဆင်ပြေတဲ့ line screen နဲ့ပြီး application ကြပါဦးခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျာ